သားလေးကမစားဘူးတော့ကိုကျိတ်စားရတယ်သူရလာတာနားလေးစားတာဆိုင်လေးကချင်းမိုင်နိုင်မာကတ်ကနားမှာရှိရသူကမရှင်လေးကနေပြီး9နှစ်ဆက်တိုက်စုရထားတာတော့နည်းအချင်းတော့မဟုတ်ဘူးပေါ့နော်ရိုတီလို့တော့ပြောရတယ်ခါမှတော့မစားဘူးပါဘူးဒီဖုန်းကြောင်လေးဘေးနားမှာဖွင့်လာတာနန်းနေတာတော့ဆာရလေးနဲ့ဘောပင်လေးခဲရနေချောင်းမှာပြီးရဘာစားချင်တယ်အဲ့လေးရေးပြထားငါနဲ့နာမည်ချင်းပိုင်ကနာမည်ကြီးလုံးလို့တကောင်လာစားလာယူရှင်းနေချိန်လာစားတာမဟုတ်တန်းကြီးအရှိကြီးပဲငါလဲဆိုတော့ခုမှစားကြည့်မှာပါဘာတာနဲ့လေးကြီးနဲ့ပိုင်းအပ်တော့ပွဲခိုင်ကြည့်တယ်ဘယ်လိုနော်ဒါကရန်ကုန်မှာဆိုရင်တော့ဒါကျောက်ပလာတာဒါနိုင်ငံသားလေးကမစားဘူးတော့ကိုကျိတ်စားရတယ်ဘုနိုင်ငံမှာကြာတော့ငါမစားပါဘူး